coffee တောက်ချင်းကြောင့်ရရှိလာနိုင်မဲ့အဓိကအကျိုးကျေးဇူး၃ခုကိုပြောပြမယ်။နံပါတ်1အနေနဲ့ coffee တောက်ထားလို့ရှိရင်လန်းဆန်းတက်ကြွတယ်။သူ့ထဲမှာ vitamin A, C, E တွေကျွယ်ဝတယ်။ antioxidant တွေကျွယ်ဝတဲ့အတွက်ကြောင့်မလို့အရွယ်တင်နုပြိုစေတယ်။ကင်ဆာရောဂါဖြစ်ပွားခြင်းကိုကာကွယ်တယ်။နော်။အဲ coffee တောက်ပြီးရင်ရုပ်ရည်နေဆိုတာအလကားပြောတာ coffee တောက်တဲ့သူကလန်းဆန်းတက်ကြွပြီးနုပြိုစေတာ။နော်။ဒါနံပါတ်1နံပါတ်2အချက်ကတို့အသက်အရွယ်တွေမှာအသက်အရွယ်တစ်ခုရောက်လာပြီဆိုအမျိုးအစားနှစ်စီးကြိုဖြစ်ပွားနိုင်တယ်အဲ့တော့ကြတော့နော်အသက်ကြီးတဲ့သူတွေကကော်ဖီများများတောက်တဲ့ကော်ဖီတောက်လို့ရှိရင်အမျိုးအစားနှစ်စီးကြိုဖြစ်ပွားမှုနှုန်းကိုအများကြီးကာကွယ်တားဆီးပေးနိုင်တယ်ဒါနံပါတ်2နံပါတ်3ဝနေတဲ့သူတွေကော်ဖီရေရှည်တောက်လို့ရှိရင်အစာစားခြင်းနဲ့စိတ်ရော့ပြီးတော့ပိန်နာကိုပိုတိတာစေတယ်အဲ့တော့ကော်ဖီကတစ်ရက်ကို4ခွက်လောက်ထိတောက်လို့ရပါတယ်ကြိုက်တဲ့သူတွေကနော်အဲ့တော့ကြတော့ဒါဘုသူဒ္ဓအနေနဲ့ပြောပြတယ်ကျွန်တော်တို့ဖြန့်ချီနေတဲ့ new look အစာခံကော်ဖီကတာမန်ကော်ဖီထက်ပိုကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ဂျင်စင်းနဲ့လင်စည်းပါတဲ့အတွက်ကြောင့်မလဲ antioxidant တွေပိုပါတယ်အဆီလွန်လောင်ကျွမ်းခြင်းကိုပိုဖြစ်ပေါ်စေတယ်အစာခံတာပိုတိတာတယ်ပြီးတော့ဝင်းသွားမြန်တယ်ဝင်းချုပ်တဲ့သူတွေအတွက်အရန်ကောင်းတယ်အဲ့တော့ new look အစာခံကော်ဖီကတစ်ချက်ခုတ်၃ချက်ပြတ်တယ်နော်အဲ့တော့ဝိတ်ချနေတယ်ကိုကနော်ဝိတ်ချနေအဆစားမဲ့အချိန်မို့ဖက်နဲ့ဘိုက်စာတဲ့စိတ်ဖြစ်နေလို့ရှင်ရဲ့ new look coffee တစ်ခွက်တောက်ရေအဝတောက်ပြီးမိနစ်20စောင့်လိုက်အဲ့ဆိုဘိုက်စာတဲ့စိတ်ပြန်ပြေးတယ်အဲ့တော့ဝိတ်ချနေတဲ့သူတွေအတွက်နော်ဘိုက်စာတဲ့စိတ်ခဏခဏမဖြစ်တဲ့အခါဝိတ်ချတာအောင်မြင်ပြီးတဲ့အခါကျတော့အများကြီးအကျိုးရှိမှာဖြစ်ပါတယ်အဲ့ဒါလေးပြောပြတာ